design တစ်ခုကိုဘယ်လောက်ဆွဲမလောက်လို့ခံစားနေရတာဒါမှမဟုတ်ကိုဆွဲလိုက်တဲ့ design ကိုဘယ်လောက်ပဲပြင်ပြင်တစ်ခုခုလိုနေတယ်လို့ခံစားနေရဘူးလားဒီ video လေးမှာအဲအကြောင်းပြောကြအောင် Okay Infinity Creative Center ပြန်လည်ကြည့်လိုက်ပါတယ် beginner graphic designer တွေအနေနဲ့လက်ရှိ design ဆွဲရတာမလှဘူးဒါမှမဟုတ် design ဆွဲရတစ်ခုခုလိုနေတယ်လို့ပဲဆိုတဲ့ခံစားချက်မျိုးတွေကိုခံစားမှုမှာအမှန်ပဲပေါ့ဒီ video လေးမှာတော့ဒီ beginner graphic designer တွေလုပ်လို့ရှိတာအမှားငါးခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ font ပေါ့နော်ဒီ design ဆွဲတဲ့အခါမှာ font ဆိုတဲ့အရာလည်းအရေးကြီးဆုံးကဏ္ဍတစ်ခုကနေပါတယ်ပေါ့ကျွန်တော်လက်ရှိသင်တန်းမှာလည်းခဏခဏပြောနေကြတဲ့အရာတစ်ခုကဒီ design ဆွဲမယ်ဆိုလို့ရှိရင် font ကို2မျိုးထပ်ပိုပြီးမသုံးဘူးပေါ့တကယ်လို့client ကမဖြစ်မနေအနေထားနဲ့ headline shade တွေပေးတယ် information အများကြီးတွေပေးတဲ့အခါဆိုတဲ့အခါမျိုးမှာတော့ဒီ font တွေကို3မျိုးထပ်ပိုပြီးမသုံးဘူးကျွန်တော်မှားလေးရှိတယ်ဒီလိုမျိုး font ကို2မျိုး3မျိုးထပ်ပိုပြီးတော့သုံးလိုက်မယ်ဆိုလို့ရှိရင်ဒီ design ကပိုပြီးတော့ရှုပ်ထွေးသွားတတ်တယ်ပေါ့နော်ဒုတိယအရေးကြီးဆုံးကတော့ color ပေါ့နော်ဒီ font တွေလိုမျိုးပဲအရောင်တွေကို design တွေမှာစုံစည်းအောင်သုံးလိုက်မယ်ဆိုလို့ရှိရင် design ကရှုပ်ပွားသွားပြီးတော့မှ professional ဆန်တယ်လို့မခံစားစေရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီကိုလုံးမဲ့ brand ရဲ့ main color 1ရောင်2ရောင်နဲ့ accent color 1ရောင်လောက်ကိုရောပြီးသုံးလိုက်မယ်ဆိုရင်တော့မှဒီ design အတွက်လုံလောက်ပြီပေါ့နော်အဲ့လိုမျိုးသုံးလိုက်မယ်ဆိုလို့ရှိရင် design အတွက် unique ဖြစ်ပြီးတော့ပို့ပြီးတော့ professional ဆန်တယ်လို့ခံစားရစေပါတယ်တတိယတစ်ချက်ကတော့ alignment ပေါ့နော်ဒီ beginner graphic designer တော်တော်များများဒီ grid system ကိုသုံးရတယ်သူတို့ကအားနေကြတယ်ပေါ့သူတို့က grid system ကိုသုံးအောင်ကြောက်ကြတယ်ဆိုတော့ဒီ alignment ကိုတေချာမလုပ်တဲ့အခါမှာကျတော့ဒီ touch တွေ element တွေပြီးရင် base frame နဲ့ဒီ design ရဲ့ခြားအပွားဝေးတွေက balance မညီတော့တဲ့အခါမှာ design ကိုမတက်မရက်ဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကတော့ hierarchy ပေါ့နော်ကျွန်တော် hierarchy အကြောင်းတော့ရှေ့ရက်က post တစ်ခုတင်ထားတယ်ပေါ့မသိလို့ရှိရင်အဲ့မှာသွားပြီးတော့ဖတ်လို့ရတယ်အတူချုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီ hierarchy ဆိုတာကဒီ headline တွေ information တွေပြီးလို့ရှိရင် call to action တွေကိုသူ့ရဲ့အရေးပါမှုအဆင့်လိုက်တိုင်းခွဲခြားထားတတ်တဲ့နည်းစနစ်ပေါ့ဒီ site တွေ weight တွေ color တွေနဲ့ဒီကိုပြချင်တဲ့အရာကိုမြင်အောင်ပြတတ်ဖို့လိုတယ်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲဒီ design မှာထည့်ထားသမျှအရာအားလုံးမြင်အောင်လိုက်ပြီးလုပ်နေမယ်ဆိုလို့ရှိရင်အမှန်တကယ်မှာဘယ်ရာမှထင်ရှားနေမှာမဟုတ်တော့နောက်ဆုံးတစ်ခုကတော့ white space ပေါ့နော်ဒီ white space ကိစ္စဒီ beginner graphic designer တွေရှားထဲမှာ client တွေရှားထဲမှာလက်ပေါက်ကအောင်ပြောရတဲ့ကိစ္စပေါ့ကျွန်တော်ဒီ white space ကိုရွေးချက်ရှိထားတယ်ဆိုတာဒီ design တစ်ခုမှာဒီ element တွေတစ်ခုနဲ့တစ်ခုက white space မရှိပဲကတ်နေတယ်ဆိုလို့ရှိရင်အသက်ရှူကျက်တယ်လို့ခံစားရတယ်ပေါ့များသောအားဖြင့်ဒီ beginner graphic designer တွေရော client တွေရောဒီ design မှာနေရာလွတ်တွေတွေ့ပြီဆိုလို့ရှိရင်သူတို့ကဟိုကရှောက်တဲ့ဒီကရှောက်တဲ့နဲ့ရှောက်တဲ့လိုက်ကြအများအဲ့လိုလုံးလိုက်ခြင်းအပြင် design မှာ white space မရှိတော့ဘဲနဲ့ design ကပိုပြီးရှုပ်ထွေးတယ်လို့ခံစားရစေတယ်ပေါ့နော်အပေါ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်เนาะဒီ fundamental principle တွေကိုလက်တွေ့အသုံးချဖို့မမေ့ပါနဲ့ဒီ graphic design မှာ fundamental principle တွေအများကြီးရှိတယ်ပေါ့နော်ဒါတွေအကုန်လုံးလိုက်ပြီးတော့အလွတ်ချက်စရာလည်းမလိုဘူးပေါ့ဟိုချက်လို့လည်းမလွယ်ဘူးပေါ့နော်ဒါပေမဲ့